ယောဂဖြစ်နေတယ်တချို့ဆိုရင်အမြင်ကဘယ်လောက်ထိကျင်းတော့ဆိုတော့မလီငါမှဖြစ်ရလေခြင်းဘယ်လောက်ညံတုံးတော့တကယ်တော့သူ့မှာဖြစ်တာလားဘယ်ဟုတ်မှာတော့အကုန်ဖြစ်နေတာလေဟောတချို့ဆိုဆိုဝါဝါအက်ဆီဒင့်တွေဖြစ်ပြီးတော့သေတယ်ဟောပြောကြပြီအဲ့နာမှာလည်းသူတယောက်ပဲဖြစ်တယ်လို့ဖြစ်နေတာကိုဘယ်တော့မှဖြစ်ရလေခြင်းကန်ဆိုးလိုက်တာတကယ်တော့အဲ့လိုအက်ဆီဒင့်ဖြစ်တာရောသူတယောက်ဖြစ်တာလားဓာတ်ထိုးခံရတာသူတယောက်လားအပင်မောကြာတာသူတယောက်လားအများကြီးပဲလေဟုတ်တယ်မဟုတ်လားနီးမျိုးစုံနဲ့တတ္တဝါတွေဟာပျက်စီးနေကြတာကိုတယောက်တည်းဖြစ်တဲ့ကိစ္စမဟုတ်ဒါကြောင့်အများအားလုံးဒီလိုဖြစ်နေတာလို့စဉ်းစားခိုင်းတဲ့မြတ်စွာဘုရားရဲ့နီလန်းဟာဘလောက်ခင်မိပြီးတော့ပြည့်စုံတယ်လဲဆိုတာစဉ်းစားဟုတ်လားဟိုတလောကအောက်ဆိုးဆရာတော်ဟောတာဘုံဘုံသဘောကျတယ်အနတ္တနဲ့ပတ်သက်ပြီးတော့ဆရာတော်ပြောတာလေအစင်မပြေမှုတစ်ခုခုဖြစ်ပြီဆိုရင်ကို့မှာသာလေဒါမျိုးဖြစ်နေတာလို့မစဉ်းစားပါနဲ့တဲ့ကို့လိုဖြစ်နေတဲ့လူတွေအများကြီးလို့စဉ်းစားရမယ်အတ္တဆိုတာကိုယ်ပေါ့နော်အနတ္တဆိုတာအားလုံးကိုမျှပြီးတော့စဉ်းစားတဲ့အနေအထားမျိုးလို့ဆရာတော်အဲ့ဒီမှာအတိတ်ပဲဖွင့်လို့တဲ့သဘောရှိတယ်တေချာတော့အဲ့လိုစဉ်းစားလိုက်တာနဲ့စိတ်ကအထိုက်လျောက်ပါဖြစ်သွားတော့ပေါ့သွားတာကိုဒုက္ခတွေကနော်ကွဲကြည်သွားတယ်လို့ဖြစ်သွားတော့ခွဲဝေပေးလိုက်ရတယ်လို့မျိုးတောင်ဖြစ်သွားဘယ်သူမှတော့ယူလိုက်တာတော့မရှိဘူးပေါ့ဒါပေမဲ့ကိုယ်စိတ်ထဲမှာငါမှဒီလိုဖြစ်ရလေခြင်းဆိုရင်ဘာဖြစ်လို့ကြက်နေပြီလေးနေပြီတကယ်တမ်းအဲ့ဒါဟုတ်ကောဟုတ်သလားဘယ်ဟုတ်မတော့ကိုလိုဖြစ်နေတဲ့လူတွေပါအပုံကြီးလေအဲ့လိုစဉ်းစားလိုက်တာနဲ့အမှန်တရားကိုစဉ်းစားလိုက်ရရောက်တဲ့အတွက်ကြောင့်စိတ်ကလည်းဘာဖြစ်သွားတော့အကျိုးရလဒ်အနေနဲ့ဆင်းရဲနေတော့တာချမ်းသာမှုဖြစ်သွားတာဟုတ်လားဒါကြောင့်မြတ်စွာဘုရားဒီဒေသနာနဲ့အဲ့ဒီအောက်ဆိုးဆရာတော်ရဲ့စကားကိုရှင်းပြီးတော့စဉ်းစားကြည့်ခုမြတ်စွာဘုရားအိုနာသေးခွဲကံတွဲကိုစဉ်းစားတဲ့နေရာမှာတူတဲ့တယောက်တည်းကိုစဉ်းစားနေတလောကလုံးဒီတိုင်းဖြစ်နေတာ